你那都不能讲了，你妈！啊，这都叫这操蛋了。哦，没对吧？阿比呀，另外单多是打阿比呀，哎妈，俺我都听到没呀？咱们叫后面买那是我的哇。啊，对。谁个笑呢？谁个笑？笑他。你那是不对，我的哇，白晒呢，对不对？啊，那个一道没找着。哦。Camera ရှိမှသူနဲ့တူတူကြာကဲဆိုရပဲကွယ်don't knock it till you try itကန်းလှမ်းထားကြပြီဟိုသွား brace မဖြုတ်ရဘူးပေါ့နော်ဖြုတ်တော့မှာဆိုတော့ဒါဒီလိုတိုက်တဲ့ချိန်တက်လည်း copy ဖြစ်သွားပါပေါ့နော်ပြီးတော့ဇလန်လေးကလည်းဟို character လေးကလောက်ကွက်လည်းရတယ်လေအားကြောင့်မို့လက်ခတ်ပေးသွားတာပါဒါမှမဟုတ်ဆုံးပါလေးလေးဆိုတော့မတရားဘူး家里也没有给他家里呢，家里我也别的。然后今天ကျွန်တော်လည်းအရင်တော့ဗီဒီယိုကားလေးမှာတော့ပရိသတ်မတ်တရဖြစ်တဲ့ကားလေးများပါတယ်။မာယာကားလို့ကားမျိုးလေးလို့ဆိုတော့အရင်တော့လည်းဟာတာကားလေးရိုက်ဖြစ်တာများတယ်။အခုဒီတစ်ခေါက်တော့ဟာတာမဟုတ်ဘူး။ဟာမဟုတ်တကယ် drama ပေါ့နော်။ညီတော့သူ့ပုံကြောက်တာအင်းလေးမှာအများကြီး။အာတလုံးကြောက်ဘူး။ဆက်တာလား။အော်မသိပါဘူး။ဆက်တာငါ၄၅တန်းတော့ဆိုတာအားပေးရမယ်။၄၅တန်းနဲ့အားပေးခဲ့။အိမ်မှာငါငိုလို့ရှိတော့အမေကလမ်းကြောက်ခေါ်ပေးမယ်တော့ဆိုအငိုလေးပါ။โอเค谁个笑呢？谁个笑？笑他。你那是不对，我的哇，白晒呢，对不对？俺那个一道没找着。哦，camera ရှိမှသူနဲ့တူတူကြာကဲဆိုရပဲကွယ်ဒီကသူနဲ့အခုလိုမျိုးစားတော့ပြောရတာကျွန်တော်ဒီ50နှစ်လောက်ရှိအဲ့လောက်ရှိပြီနော်ပြောစရာကြီးပြန်ဆက်ကျွန်တော်ကျွန်တော်ရှားတော့တကယ်ချင်းရှိသေးတယ်ကျွန်တော်အုပ်စုလိုက်ကြီးအရန်ပြောစရာကောင်းတဲ့အခြေအနေကိုတိုင်းတယ်လို့တော့မထင်ရဘူးနော်ပြောဝဲစားစနေလို့ပဲကင်းကြီးရုပ်ကောင်းတော့ကျွန်တော်အရန်ပြောခဲ့ရतू ကလူတိုင်းကိုစားတယ်ဥကြော်ထူဆိုပိုးစားတယ်အကျန်းစားတာအမတနာတော့တနာဥကြော်ထူဒါပေမဲ့ तू စားတာချစ်ဖို့ကောင်းပါလေနားဘက်ကတို့ကမင်းဟိုဒါပေမဲ့ကိုဖြိုးစားတာချစ်ဖို့ကောင်းတယ်အဲ့လိုမျိုးနောက်စားရဲပါဘူးမစားရဲစားရဲပါဘူးစားရဲမစားရလေဩငငယ်တွေကသိရမလားဟုတ်ကဲ့ပြောပြီးကျွန်တော်လည်းအားပေးထားတာဆိုတော့ဘာတစ်ချက်ပဲအချိနဲ့ပဲကြည့်နေပဲဒီလိုလေးဟုတ်ပါလေအော်အခုခြေပြားထားရတော့မယ်သူနဲ့ဆိုရင်တော့ကျွန်တော်ညကသူ့မှားထားမှာဘောမမဆိုနိုင်လားနိုင်ပါလေနိုင်ပါမနိုင်နှစ်ခါခွဲမကျွန်တော်မြင်ရဒီကကအရန်လိုက်တယ်သူတကယ်ဆိုရုပ်ရှင်ကားကြီးတော့ပြည့်စင်တယ်ဒါမှမဟုတ်ဆိုတော့အရင်လောက်ကွက်ရှိရပေါ့နော်အရင်လောက်ကွက်ရှိတယ်ဟုတ်ဟုတ်မလားအမျိုးသမီးစက်နဲ့တူတယ်နော်ထမကြည့်ပါထမကြည့်ပြောလိုက် spoil လုပ်လို့ဖြစ်သွားလိမ့်မယ်တော့သူကဒီ character နဲ့သူအသက်အရွယ်နဲ့လဲရှိပုံစံနဲ့တော့ပြောဇလန်လေးကလည်းအခုဖြစ်နေတဲ့ဒီဟိုဖြစ်တတ်တဲ့သဘောလေးတွေပေါ့နော်အခုခေတ်ဒီ hot ဖြစ်နေတဲ့ပုံစံလေး plot လေးလည်းအများကြီးထည့်ထားတယ်ဆိုတော့အခုခေတ်မှာကြည့်လို့အဆင်ပြေမဲ့ကားလေးတစ်ခုပေါ့ဟုတ်ဆိုးမှာကိုဖြစ်ဝင်မှာကိုဖြစ်ဝင်မှာတော့ကြည့်ရမှာစောင့်ကြည့်ပေါ့ဇလန်ကမပြောတော့ပေါ့ရမှာဒီချောင်းဖတ်ပြီးရှားအရန်ရှားပါတယ်အဲ့ဒီရှိလို့ရတယ်ဒါမျိုးဒီလိုပုံစံမျိုးဒီလိုဆက်ယူအရန်ရှားတယ်ဟုတ်လားစိတ်နဲ့တယ်လေဟာဖြာများမှာပေါ့နော်နည်းနည်းဟိုလုံးရမှာပေါ့တော်တော်ကြီးလုံးရမှာဒီကားဆိုစူးစမ်းမှာပါဟုတ်သူ့ကိုလည်းတွဲခေါ်ပေးမယ်ဘာဖြစ်ဟိုကိုဖြိုးနဲ့လည်းဒါလိုပြောရမလဲအပေးယူမျှလေးနဲ့ဒီကားလေးကိုကောင်းကောင်းဖျောက်စူးစမ်းသွားမှာပါအားလုံးစောင့်ကြည့်ကြပါလို့တကယ်ဇလန်လေးကတော်တော်ကောင်းပါတယ်ဟုတ်အဆန်းလောက်နေရဆိုအမှတ်တရတွေကအများကြီးပဲပြောလို့မရအမှတ်တရတွေပုံများတယ်ရတယ်နော်ကျရသူတင်မှာ break လိုက်ရတယ်ပြောလို့မရအမှတ်တရတွေပေါ့နော်ဒါပေမဲ့ထားပါဒါတွေကပြီးသွားပြီဆိုတော့သိရမယ်
ငါမလုပ်ပါနဲ့မလုပ်ပါနဲ့မင်းရောကြောက်ပါနဲ့မင်း လူစုံမဖွင့်ချတယ်သိမစုံသေးဘူးငဲပါစေ ဟိုကျွန်တော်အမြဲတမ်းကျွန်တော်တကယ်ချင်းအောင်မှာကျွန်တော်ဒီမဲ့ဒီချက်တစ်ခုရှိပါတယ်သူကဟိုအသက်ငယ်ငယ်လေးသူကမင်းမင်းဖြစ်တယ်အသက်ငယ်ငယ်လေးနာမည်ကြီးတယ်ဒါပေမဲ့သူဘယ်တော့မှသူနာမည်ကြီးရဲ့လူတယောက်လို့မင်းမင်းတယောက်လို့သူနေခဲ့တာမရှိဘူးအားလုံးသူတို့လက်ပေါ်ပါနဲ့လူငယ်ဘဝကိုလူငယ်နဲ့တူအောင်သူဖြတ်သန်းခဲ့တာလူငယ်ဘဝမှာရတဲ့အခွင့်အရေးအောင်လို့သူရအောင်ယူခဲ့တယ်လူငယ်ဘဝကိုတန်အောင်နေခဲ့တယ်ဆိုတော့ကျွန်တော်တို့သဘောကျတဲ့တိုက်မျိုးကျွန်တော်လည်းသူတို့ပဲကျွန်တော်လူငယ်ဘဝကိုကျွန်တော်တန်အောင်ဖြတ်သန်းခဲ့တယ်ကျွန်တော်တို့ချင်တယ်အားလုံးပျော်ပျော်ကြီးလုပ်ခဲ့တာအဲ့ဒီဘာတော့လည်းမဖြစ်ဘူးလူတွေလည်းပျော်ပဲဆိုတော့ကျွန်တော်တို့အတိုက်တူတဲ့လူတွေလို့ပြောလို့ရတယ် သူ့ fashion နဲ့ငေးခဲ့ရတယ်လား ငါပြောကောင်းမယ်ငေးခဲ့ရတယ်တအားငေးခဲ့အိမ်မှာပုံနေအများကြီးကက်ထားတယ်ဆို ဆက်ဖို့